ဘဝဆိုတာခီးတစ်ခုပါငယ်ရွယ်စဉ်မှာတော့ကျွန်တော်တို့ဟာတောင်ထိပ်ကိုတလန့်ဖို့အတွက်အမှန်အပြည့်နဲ့ရုန်းကန်နေကြပါတယ်ဒါပေမဲ့အချိန်တွေရှိလေရတဲ့အခါစပင်းတွေဖြူလာတဲ့အခါခန္ဓာကိုယ်ရဲ့ဆွမ်းအားတွေယုံနေလာတဲ့အခါကျွန်တော်တို့ဟာတောင်ထိပ်ကနေအောက်ကိုဖြည်းဖြည်းချင်းပြန်ဆင်းရတဲ့အချိန်ကိုရောက်လာပါလိမ့်မယ်ဒီအချိန်မှာကိုယ်စိတ်ကိုအေးချမ်းစွာထားဖို့ကုသတရားတွေကိုပွားများနိုင်ဖို့အတွက်အတားဆီးမရှိတဲ့စိတ်အေးလက်အေးဖြစ်မှုကအရန်ကိုအရေးကြီးပါတယ်တခါတည်းမှာကျွန်တော်တို့ဟာနောင်တဆိုတဲ့စကားလုံးကိုကြောက်ကြပါတယ်ငွေကြီးဆိုတာဟာရီမန်းချက်တစ်ခုမဟုတ်ပါဘူးဒါပေမဲ့အုံမင်းမစွမ်းတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကိုငြိမ်းချမ်းစွာရရှိနိုင်ဖို့အတွက်လိုအပ်တဲ့ပစ္စုပန်ဆိုတာမရှိမဖြစ်လိုအပ်ပါတယ်ငယ်ရွယ်စဉ်မှာလုံလောက်ရနဲ့ရှာဝေစုဆောင်ထားတဲ့ငွေကြီးဟာအသက်ကြီးလာတဲ့အခါသင်အတွက်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုအေးစစ်စစ်ရယူနိုင်ဖို့စာဝန်နေရေးအတွက်ပူပန်စရာမလိုပဲတရားဘာဝနာကိုအချိန်ပေးနိုင်ဖို့ပြီးတော့ကိုယ့်ရဲ့စိတ်ကိုအတိတ်တွေစီမဟုတ်ပဲကုသတရားများကိုသာအာရုံစိုက်ထားနိုင်ဖို့အတွက်စိတ်လုံခြုံမှုဆိုတဲ့အဓိကတော့ချက်ကိုပေးပါလိမ့်မယ်ဒါကြောင့်ဒီနေ့ကစပြီးစူးစမ်းပါလို့အကြံပြုလိုက်ပါတယ်ငွေကိုချစ်မြတ်နိုးဖို့ထက်သင်ရဲ့နောင်ရေးကိုချစ်မြတ်နိုးဖို့အတွက်စုဆောင်းပါငွေကြီးဟာတင့်ကိုပျော်ရွှင်မှုတွေပေးနိုင်တယ်လို့နောက်ဆုံးအချိန်တွေမှာလည်းငြိမ်းချမ်းခြင်းစီကိုပို့ဆောင်ပေးမယ်ဒါတစ်စင်လည်းဖြစ်ပါတယ်မိတ်ဆွေရဲ့အနာဂတ်အတွက်မိတ်ဆွေရဲ့တည်ငြိမ်အင်းကျန်းတဲ့နေ့ရက်တွေအတွက်ဒီနေ့ပဲစတင်ပြင်ဆင်လိုက်ပါလို့အကြံပြုရင်းညီကုန်းချုပ်လိုက်ပါတယ်